Yet the young Davy, the Miajury, Masalushin, no more have Luma Gonzala. To Miajury, Sura, even I might just say, "Gone." Gangan Jumure, a shipyard lady could be honest. Sure, they are my Nigo Neoshi. A good load at Bugoa, Ni Tangani, Besani Kanachi. Miyaji Pogu, Erikega, Ninge, baby. Kanachi Vido, I don't have Yamabu, Hyodi, now so much Yoga Yabi, Chu Messiah Veneti. They thought a good loaded to a bed of shadows. သူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်အဲ့ဒီအကိုလုံးတဲ့လူဟာကျွေးမပေးနိုင်မဲနဲ့တည်သွားတော့ကျွဲဘဝရောက်ကျွဲဘဝမှာကျွေးဆက်တဲ့အနေနဲ့သူခိုင်းတဲ့မြောက်လုပ်ပြရကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတာနမကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မမေ့နေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တည်တတ်တဲ့အရွယ်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗတ်ဆံလေးယူပြီးတော့သူ့ညီစီသွားတယ်သူ့ညီကအဖိုးကြီးဖြစ်နေပြီဗတ်ဆံလေးသွားပေးပြီးဗာပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာမင်းရိုက်တာငါခံလိုက်ရတာရောပါကြည်ပါတော့မင်းငွေလေးဒီလောက်လေးပေးပါတယ်ဆိုကြည့်ပြန်ဆက်တယ်လို့ဒါတကယ်ဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့လည်းပေါ့ပြောချတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မအောင်မိတ်နေတယ်ကျွယ်ဝချမ်းသာပြီးငွေကြေးတနတ်တတ်နိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေရှင်ဒီမြုံနှမှုလုပ်တဲ့အခါမှာသူများစီကကြွေးယူရတယ်ဆိုတာရှိတယ်နောက်ဆုံးမှလူစီကကြွေးယူတယ်မဟုတ်တော့ဘန်ကနေချီးပြီးတော့လှုပ်လှုပ်ကြတယ်ဒါကြွေးယူတယ်လို့ခေါ်ဘန်ကနေငွေချီးပြီးတော့စီပွားလှုပ်ကြတယ်ကြွေးယူတယ်လို့ခေါ်ပြီးတဲ့အခါမှာအဲ့ဒီကြွေးတွေကိုပေးဆက်ရတယ်ဆိုတာအဲ့ဒီလိုအယောင်းဝယ်နဲ့ကိုယ်မှာငွေကြေးမပြည့်စုံသေးတဲ့အခါမှာသူတော်အစီကကြွေးယူခြင်းကြွေးဆက်ခြင်းဆိုတဲ့အလုံးနှလုံးကိုအဓိကထားပြီးစီးပွားရှာကြတာဒီနေ့ခင်လဲကြွေးနဲ့ကဲတဲ့လူမရှိဘူးလို့ထင်ပါတယ်ဗမာပြည်မှာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်တွေကြည်ကြွေးတွေနဲ့ချီပဲကုန်သူတို့ကြွေးရမှာပူများတယ်ကြွေးမရှိတဲ့လူဆိုခါရှာရှာနိုင်ငံတိုင်းမှာလည်းကြွေးတွေရှိတယ်အလုံးသိနေကြတဲ့အတိုင်းဗမာပြည်မှာလူတယောက်မွေးလာပြီဆိုရင်ကြွေးဘယ်လောက်တင်နေလဲမမွေးခင်ကလေးကဗမာပြည်လူဖြစ်ကြတဲ့ခေါင်းပေါ်မှာကြွေးပုံကြီးရောက်လာအဲ့တော့ကြွေးယူထားလို့ရှိရင်ကြွေးတင်တာပဲသူတော်စီကချင်းကားထားတဲ့ကြွေးတွေယူပြီးတော့အလုပ်လုပ်ကြရတယ်လုံးလို့တဲ့အခါအောင်မြင်လို့ရှိရင်အဲ့ဒီကြွေးတွေကိုပြန်ဆက်နိုင်ကြမအောင်မြင်လို့ရှိရင်တော့ကြွေးတော်လည်းမဆက်နိုင်တော့အတူပေးကြအဲ့တော့စီးပွားရေးလုပ်တယ်ဆိုတဲ့အခါမှာတမန်မိသားစုဘဝလေးတွင်စာဝတ်နေရေးအတွက်အသေးဖွဲရောင်းဝယ်တဲ့ပုဂ္ဂိုလ်တွေတော့ကြွေးကင်းကောင်းကင်းလိမ့်မယ်စီဝါဥစ္စာများစွာရှာကြတဲ့ပုဂ္ဂိုလ်တွေကြတော့ဝိကျေတနာချင်းကားပြီးတော့လှုပ်ကြရတယ်ပြီးရင်ကြွေးဆန်းရတယ်ကိုရှာလို့ဖွေလို့ပိုလာပြီးဆိုတဲ့ငွေကြေးကြတော့ဘန်အပ်ကြတယ်ဒါခဏိခေရှိခေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပစ္စည်းဥစ္စာရွှေတွေဝယ်ပြီးတော့ရွှေအိုးမြုပ်တယ်ဆိုတာလောက်ကြရွှေအိုးမြုပ်ကြတယ်သူများမသိနိုင်တဲ့နေရာ
တိတ်တဲ့စိတ်တွင်းနဲ့ကြီးတွေတူးပြီးတော့အဲ့ထဲမှာလုံညုံစိတ်ချဖို့ကိုယ်အသုံးလွယ်တဲ့အခါမှာဖော်ထုတ်သုံးစွဲဖို့ဆိုပြီးတော့ရွှေအိုးမြုပ်ကြဒါကြောင့်မို့ဒီကနေ့ခေတ်မှာလူတွေကံကောင်းတဲ့ပုဂ္ဂိုလ်တွေကတူးဖော်တဲ့အခါမှာတိုက်ဆိုင်ပြီးတော့ရှေးအောင်ပစ္စည်းရွှေတွေငွေတွေရကြတာလည်းရှိတယ်ပေါ့ရှေးခေတ်ကတော့အဲ့လိုရွှေအိုးမြုပ်တယ်ခဏခေတ်တော့ဗန်နဲ့ထဲ့တယ်ပေါ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တိုင်းလိုပဲကျွေးယူခြင်းကျွေးပိဆက်ခြင်းရွှေအိုးမြုပ်ခြင်းတို့ပိုရှမ်းလာတဲ့ငွေတွေကိုသိသိချင်းဆိုဒီအလုပ်သုံးလို့ကိုလုပ်ကြတယ်အဲ့ဒါစီးပွားရေးဘွဲ့မှာခုလူ၃မျိုးရှိတယ်လို့ပဲဒါနဲ့အလားတူတဲ့တန်တရားဘဝမှာလည်းပဲကျွေးပေးတာတို့ကျွေးယူတာတို့ကျွေးဆက်တာတို့ရွှေအိုးမြုပ်တာတို့ဆိုတာလို့တင်လှုပ်ထိုက်တဲ့အလုပ်တစ်ခုလို့ဒီလိုပြောအောင်မှာဖြစ်တယ်အဲ့တော့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဆိုတာတော့ကိုယ်ကပိုရှမ်းနေလို့ရှိရင်လည်းကျွေးပေးထားတယ်ကိုယ်ငွေကိုချေးငှားထားတယ်ပေါ့ချေးငှားတယ်ကိုယ်ကချေးယူတယ်နှမျိုးလုံးနိုင်တယ်ဝေဘုံငေရှမ်းရှိရင်သူများကိုချေးတယ်ကိုယ်မှငွေလိုနေရင်သူများစီကချေးငှားပြီးတော့ယူတယ်အဲ့လိုရှိတဲ့ထဲမှာဘဝတန်တရားမှာလည်းပဲလောရမဲ့တာဝန်တရားအနေနဲ့လူတွေကလှုပ်လှုပ်ထားရှိကြတာဘာလို့တုံးဆိုရင်ငွေပိုငွေရှမ်းရှိနေလို့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဒီလုပ်ကိုလည်းလုပ်တယ်ကျွေးဆက်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်ရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ဘယ်ဟာကကျွေးပေးတာဘယ်ဟာကကျွေးယူတာဘယ်အရာကကျွေးပေးဆက်ပြီးတော့ဘယ်အရာကရွှေအိုးမြုပ်တာလို့ခေါ်နိုင်တယ်လေလောကလူတွေဘဝစီးပွားဖြစ်ဖို့အတွက်ငွေကြေးဒနာနဲ့ပတ်သက်ပြီးသုံးချတယ်လို့ပဲတန်တရားစီးပွားအတွက်လည်းပဲကုသိုလ်၃မျိုးလို့ပြောရမှာဖြစ်တယ်မလုံးမဖြစ်တဲ့လုံးနဲ့လုံးရက်တွေလူတွေဟာလောက်ကင်နေကြတယ်လူတိုင်းဟာလူဘဝရောက်လာပြီဆိုရင်ပထမဆုံးတွေ့ရတာတော့အမေနဲ့အဖေပဲအမေနဲ့အဖေနဲ့ပထမဆုံးတွေ့ရမယ်အဲ့ပထမဆုံးတွေ့ရတဲ့အမေဖေကကိုယ်ကိုစောင့်ရှောက်တယ်ကျွေးတယ်မွေးတယ်ဝတ်စားဆင်ရင်လည်းဆိုတဲ့အလုပ်တွေကိုလုပ်တယ်ကိုလာတော့ကတော့တကူဒီပဲအဝတ်ပလာတကူဒီနဲ့လာခဲ့တာအပြင်ရောက်တော့မှမွေးချင်းအနှီးဆိုတာနဲ့ထုတ်တာပြီးတဲ့အခါကျဝတ်စားဆင်မှုလုပ်ပြီးတော့ကိုလာတော့ကပတ်စံတပြားမှမပါသည့်အတွက်ကြောင့်ဘသူစီကကျွေးယူရတော့ဆိုမိဘစီကကျွေးယူရမိဘကကိုယ်ကိုချင်းငှားလိုက်တဲ့ကျွေးကိုယ်ကယူပြီးသားဖြစ်သွားတယ်နော်ဘဝမှာကိုယ်ကပဲကျွေးတင်နေတဲ့လူတွေလို့ပြောအောင်မှာဖြစ်တယ်အိမ်ရောက်လာကြတဲ့ကကိုယ်ကကျွေးတင်ပြီးဘသူစီကျွေးတင်တော့ဆိုအမေဖေစီကျွေးတင်သွားအမေဖေကအလကားကျွေးနေတယ်လို့ဆိုကြပေမဲ့လို့ဒီကျေးဇူးတရားတွေကရှိနေတယ်အဲ့တော့အမေဖေကကိုရောက်လာကြတဲ့ကကိုအတွက်တာဝန်ယူတယ်ကျွေးတယ်မွေးတယ်ပြုစုဆောင်ရှောက်တယ်ကုန်ကြစရိတ်ဆိုတာနဲတာမဟုတ်ဘူးဒါတွေမကသေးဘူးလူလမ်းမြောက်ဖို့အတွက်ပညာသင်ပေးရသေးတယ်
ဝဆဆင်းရုံတော့ကပညာသင်ပေးရတယ်အဲ့ဒါတွေအားလုံးဟာကျွေးယူထားတာတွေကြီးပဲဒါကျွေးယူရတဲ့ဟာတွေကြီးပဲအဲ့ဒီကျွေးတွေဟာကိုဆက်ရမှာပဲဖြစ်တယ်အဲ့ဒါကိုပြောတာမိဘခြေဆုဆက်တယ်ဆိုတာကျွေးဆက်တာပဲကိုယ်ကပြန်ပြီးတုံ့ပြန်ပြီးပေးဆက်ရမယ်အလုပ်တွေဖြစ်လာနောက်တစ်ခုအရွယ်ရောက်လာတဲ့အခါကျတော့အိမ်တော်ရသားပြုကြပြန်အိမ်တော်ရသားပြုပြီးသားရီသမီးတွေနဲ့ဖြစ်လာတဲ့အခါကျတော့မိဘတွေကကိုယ့်ကိုကျွေးမွေးဆောင်ရှောက်ခဲ့တယ်လို့ပညာသင်ပေးခဲ့တယ်လို့ကိုယ်သားသမီးကိုကိုယ်တစ်ခါပြန်ပြီးတော့ကျွေးမွေးဆောင်ရှောက်ကြပြန်တယ်အဲ့ဒါကြတော့ကျွေးပေးတယ်လို့ခေါ်ပြန်တယ်နော်အဲ့တော့ကျွေးယူလိုက်ကျွေးပေးလိုက်ဘဝမှာဘဝယတ္တိဖို့အတွက်မိဘတွေစီကကိုယ်ကကျွေးယူတယ်ချင်းငှားတယ်ကိုယ်သားသမီးတွေကိုတော့ကျွေးအသစ်ပေးတယ်ပြုစုဆောင်ရှောက်တယ်ဟုတ်ပြီလူဘဝကြီးရောက်လာတာဟာကျွေးနဲ့ရောက်လာတာလည်းဖြစ်တယ်ရောက်လာပြီးတဲ့နောက်ကျွေးတွေတင်းနေတယ်အဲ့ဒီကျွေးကိုမဆက်ဖဲနေတဲ့လူတွေလည်းရှိတာပြန်ပြီးပေးဆက်ပြီးဆိုလို့ရှိရင်တော့ကိုရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာတွေကကိုယ်ပေါ်မှာကျေးဇူးရှိခဲ့တဲ့မိဘတွေကိုပြန်ပြီးတုံးဆက်ပေးအပ်ရမှာတလှဲ့ကိုယ်ကတာဝန်ယူပြီးတော့မိဘကိုပြုစုတယ်အဲ့ဒီတလှဲ့ပြန်ပြီးတော့ကိုယ်ကပြုစုလို့ရှိရင်အဲ့ဒါကျွေးဆက်တယ်ဆိုကုသိုလ်ပြုပဲအကယ်၍မဆက်ဘူးဆိုရင်တာဝန်မကျေတဲ့ပုဂ္ဂိုလ်ဖြစ်တော့နော်အဲ့ဒီထဲကကိုယ်စီးပွားရှာလို့ပိုးရှမ်းလာပြီဆိုရင်ဘာလုပ်ကြလဲဖျားတယ်တယ်ကြောင်ဆောက်တယ်အခုလိုမန္တကြီးထိုးပြီးအလှကြီးပေးကြတယ်နေ့စဉ်နဲ့အမျှဒါနကောင်းမှုတွေလုပ်တယ်ပစ္စည်းဥစ္စာတွေသုံးချအဲ့ဒါကြတော့ကျွေးနဲ့မဆိုင်ဘူးကျွေးဆက်တာလည်းမဟုတ်ဘူးကျွေးယူတာလည်းမဟုတ်ဘူးသူကြတော့ဘာခေါ်တော့ဆိုရွှေအိုးမြုပ်တယ်ကိုပိုးလာတဲ့ပစ္စည်းဥစ္စာတွေကိုရှင်းနှီးမြုပ်နှံမှုအတွက်သိမ်းထားတဲ့ဘဝတန်တရားအတွက်လုပ်တဲ့ကုသိုလ်ရွှေအိုးမြုပ်ထားခြင်းပဲလို့ပုံပန်းတရဉ္ဇဟာတူတူပဲလူဖြစ်လာလို့စီးပွားရေးလုပ်တော့မယ်ဆိုရင်ကြွေးယူရတယ်ချမ်းသာတဲ့လူကကြွေးပေးတယ်အဲ့ဒီကြွေးကိုသုံးချပြီးတော့ပြန်ပြီးပေးဆက်ရတယ်ပိုးရှမ်းလာလို့ရှင်ရွှေအိုးမြုပ်တယ်ဒါကတကယ်လက်တွေ့စီးပွားရေးမှာလုပ်နေတာအဲ့ဒါလို့ပဲတန်တရားစီးပွားအနေနဲ့ကလည်းပဲကျွေးပေးခြင်းကျွေးဆက်ခြင်းကျွေးယူခြင်းရှိုးမြုပ်ခြင်းဆိုတဲ့အလုပ်တွေကိုတို့တွေလုပ်နေကြတယ်ဆိုတာကိုတတိထားဖို့လို့ဒီကနေ့မန္တထဲမှာလူကြီးပေးနေတယ်ဆိုတာရွှေအိုးမြုပ်ခြင်းပဲဖြစ်တယ်ကိုရှိလာတဲ့ပစ္စည်းဥစ္စာတွေကိုနောင်ဘဝချမ်းသာဒုက္ခအတွက်အသုံးလိုတဲ့အခါမှာချမ်းသာဒုက္ခအတွက်ရရှိဖို့အတွက်ရှင်းနှီးမြုံနှံမှုသို့မဟုတ်ရွှေအိုးမြုပ်ခြင်းပိုလျံလို့ဘဏ်ကိုအပ်ထားခြင်းဆိုတဲ့သဘောကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုယဉ်နှီးပြုပြီးတော့ဒါနကောင်းမှုပြုချတာဒါတွေရဲ့အကျိုးကနောက်အသုံးလိုတဲ့အခါမှာပြန်ပြီးတော့ပေါ်လာဒါမို့ဒီလိုရွှေဦးမြုပ်တယ်ဆိုတာဟာမြတ်စွာဘုရားကနိတိကန္တသုံးမှာဆိုရင်
ကိုရှိလာတဲ့ပစ္စည်းဥစ္စာတွေကိုတဲ့တကယ်အစစ်အမှန်ပစ္စည်းဥစ္စာတွေကိုတွင်းနဲ့ကြီးတွေတွင်းထဲမှာရေတွင်းကြီးတွေတွင်းကြီးတွေအနက်ကြီးတွေတူးပြီးတော့လုံခြုံစိတ်ချလောက်အောင်ရွှေဝါးတွေကိုမြုပ်ကြတယ်တဲ့။နောက်အနာဂတ်မှာအသုံးလို့တဲ့အခါဖော်ထုတ်ပြီးသုံးဖို့ဆိုပြီးတော့သိညတယ်။အဲ့လိုယဉ်နှီးမြုပ်နှံမှုတွေဟာရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်တွေဟာလောကမှာလုံးကြတော့လည်းပဲကိုယ့်ရဲ့ရွယ်ချက်အတိုင်းအကုန်လုံးဖြစ်ခဲ့လားဆိုမဖြစ်ဘူးတဲ့ဘယ်လိုကြောင့်မဖြစ်တုံးဆိုရင်အမှတ်မှားလို့အထားမှားလို့ရှင်းမှတ်ထားတဲ့စာရေးစာရန်ပျောက်သွားလို့ဘယ်နာမြုပ်မိမှမသိလို့ပြန်ဖော်ထုတ်လို့မရတာမျိုးလို့ကိုမမြင်ရတဲ့တတ္တဝါတွေကကိုမြုပ်ထားတဲ့ရွှေအိုးတခြားရွှေယူသွားတာတို့အဲ့ဒါမျိုးတွေနဲ့ကြုံလို့ရှိရင်ကိုမြုပ်ထားတာပျောက်သွားတာသိတယ်ဟုတ်ပျောက်ဆုံးသွားတာသိတယ်မသေးကြဘူးလို့ဆိုလို့တနည်းအားဖြင့်လူတွေသိမ်းထားတဲ့ပစ္စည်းဥစ္စာတွေဆိုတာယတာကမ္မခယောဟောတိသဗ္ဗမေတံဝိနတတိအကုသိုလ်ကံကျိုးပေးလာပြီကုသိုလ်ကံကုန်သွားပြီဆိုလို့ရှိရင်လေရှားထားတဲ့ပစ္စည်းတွေဟာဘယ်ကနေဘလို့ပျောက်သွားမှမသိပဲနဲ့ဆုံးရှုံးသွားတာသိတယ်လူတွေဟာကံမလိုက်တော့ဘူးဆိုလို့ရှိရင်အလုံးကပျက်စီးသွားတတ်တယ်ဒါကြောင့်မို့လို့တထေးတွေမွဲသွားတာဆိုတာလည်းရှိတယ်ပေါ့မွဲသွားနိုင်တယ်ဒီပြနေရာတော့မပြောနဲ့မြန်မာနိုင်ငံဟာစစ်ပြေးပြီးကစားတော့ကဒီရှေ့တောင်အာရှမှာချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့နော်ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့တယ်ဒီနားမှာပထမဆုံးတိုးတက်ဆုံးနိုင်ငံဖြစ်ပြီးတော့ခုချိန်ကအဲ့ဒီအဆင့်ကနေလျှော့ကျသွားတယ်ဆိုတာအလုံးသိပြီယရာကမ္မခယောဟောတိလောဘုံလုံးဤမမှန်မကန်ဤဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါကမ္မခယပဲလုံဤလုံးဟာနေလွဲချော်ပြီးတော့ဆင်းရဲမွဲတည်သွားနိုင်ငံအနေနဲ့လည်းဆင်းရဲမွဲတည်သွားနိုင်တယ်လူတွေအနေနဲ့လည်းပြောမယ်ဆိုရင်မိသားစုတွေဟာကမ္မကောင်းအကြောင်းမလှတော့ဘူးဆိုရင်မိလောင်တဲ့ထဲပါသွားတာတို့ရှည်မျောတဲ့ထဲပါသွားတာတို့အသိခံရတဲ့ထဲပါသွားတာတို့ခိုးယူတိုက်ခိုက်လူရင်ခံရတာတို့သာသမီတွေကဖြုံးနေတာတို့ဆိုတာမျိုးတွေနဲ့ကိုရှာဖွေထားတဲ့ပစ္စည်းတွေဟာတနည်းမဟုတ်တနည်းနဲ့ကုံဆုံးသွားတတ်သေးတယ်နောက်ဆုံးမှာဆင်းရဲမွဲတည်တဲ့ဘဝရောက်သွားနိုင်သေးတယ်အဲ့ဒါလို့ကံမကောင်းအကြောင်းမလှဘူးဆိုရင်ဆင်းရဲမွဲတည်သွားဘလောက်ပဲပစ္စည်းဥစ္စာတွေကစုဆောင်လူတွေဟာလောကီစီးပွားရေးဆိုတာဟာကိန်းတွေတွက်လို့မရတဲ့စီးပွားရေးပဲလို့သူတို့ပြောခုတန်တရားစီးပွားရေးကုသိုလ်ကောင်းမှုပြုပြီးတော့မြုပ်နှံပြီးဆိုတဲ့အခါကျတော့ဘယ်ဒီမှာမြုပ်နှံလို့ဆိုကိုမိဥဖဥရိမိဘနှစ်ပါးကိုကျွေးမွေးတယ်စေတီပထိုးတွေကိုတီထားကိုးကွယ်ပြီးတော့ပူဇော်တယ်တန်ဃာတွေကိုလှူဒန်းတယ်ကိုယ်အိမ်လာတဲ့ဧည့်သည်တွေကိုကျွေးတယ်မွေးတယ်ကိုယ်ဆွေမျိုးတွေကတည့်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုကူညီထောက်ပံ့တယ်ဆိုလိုတာဒါနကောင်းမှုပေါ့ဒါနကောင်းမှုလုပ်တယ်ဆိုတာလည်းပဲရှုံးမြုပ်ခြင်းသို့မဟုတ်ယဉ်နှိမ့်မြုပ်နှံခြင်းတစ်မျိုးပဲတဲ့ဒါတန်တရားမှာယဉ်နှိမ့်မြုပ်နှံမှုလို့ပြောရတယ်အဲ့ဒီတန်တရားမှာယဉ်နှိမ့်မြုပ်နှံတဲ့အခါမှာငွေကြေးနဲ့သာယဉ်နှိမ့်မြုပ်နှံရတာမဟုတ်ဘူးသီလဆောင်ပြီးတော့လည်းယဉ်နှိမ့်မြုပ်နှံတယ်ကမ္မထံဘာဝနာပွားများအထုတ်ပြီးတော့လည်းယဉ်နှိမ့်မြုပ်နှံမှုတွေလုပ်ရတယ်
ခဏကတရဏဂုံစောင့်တိလိုက်တာလဲစိတ်ထဲမှာမှတ်ထားဖို့ရတရဏဂုံဟိုမျက်မျက်နှုံနှုံစောင့်တိလိုက်ခြင်းဟာလည်းပဲတို့ဟာယဉ်ဤမြုံနှံလိုက်တဲ့ကုသိုလ်တစ်ခုပဲလို့စိတ်ထဲမှာအားကိုးစရာဖြစ်နော်မတော်တဆဒီဘဝအဆုံးသတ်သွားလို့ရှိရင်အားကိုးရမယ့်အရာတစ်ခုကိုယ်မှာငွေကြေးတနာအသုံးလိုတဲ့အခါကိုမြုပ်ထားတာလေးဖော်ပြီးတော့သုံးရတယ်လို့ပဲတရဏဂုံစောင့်တည်လိုက်တယ်ငါးပါးသီလခံယူလိုက်တယ်ဆိုတဲ့ဒီကုသိုလ်လေးဟာလည်းပဲဒီဘဝမျက်စိမှိတ်သွားလို့နောက်ဘဝသွားရမယ်ဆိုတဲ့အချိန်လေးမှာကိုယ်နဲ့အတူကိုယ်အကူကြီးရမယ်ယဉ်နှမြုံနှံထားတဲ့အရာလေးတစ်ခုဖြစ်တယ်။သေတော့မှအခေါင်းတိုင်းကရိုးထဲတာတော့မရဘူးအဲ့ဒါသိချာနော်။သေမှပေးလို့ကမရတော့ဘူး။လူတွေတဘဝဆုံးတတ်တယ်ဆိုတာရဲ့နောက်ဘဝဆိုတာရဲ့ကတ်နေတာအချိန်ဆိုင်နေတာမဟုတ်ဘူး။ဒီဘဝကသေလိုက်တာနဲ့တပြိုင်နက်နောက်ဘဝရောက်သွားပြီသားဖြစ်တယ်ဘဝတစ်ခုရောက်သွားပြီသားဖြစ်တယ်နောက်မှပြီးရင်နောက်ကျသွားပြီသက်ရှိနေတဲ့အချိန်ကလုံးမှသက်တည်သွားတာနဲ့တပြိုင်နက်သူကနောက်ဘဝရောက်သွားပြီအဲ့ဒီအချိန်မှာဆိုပါစို့လူတယောက်ဟာတည်ဆုံးသွားတယ်တည်တယ်ဆိုတဲ့သုတိစိတ်ကလေးချုပ်လိုက်တာနဲ့တပြိုင်နက်နောက်ဘဝဆိုတဲ့ပရိသေရိစိတ်လေးပေါ်သွားပြီနောက်ဘဝသူရောက်သွားပြီရောက်တယ်ဆိုတဲ့ခါမှာလူဖြစ်မယ်ဆိုရင်တရေတီးပြီပေါ့တရိษံဖြစ်မယ်ဆိုရင်လည်းတရေတီးနေပြီဘာမှလုပ်လို့မရတော့ဘူးငရဲကြမယ်ဆိုလည်းကြသွားပြီကွယ်ကက်တင်လို့မရတော့ဘူးဓာတ်ဖြစ်မယ်ဆိုလည်းဖြစ်သွားပြီဖြစ်ပြီးသွားပြီသို့တော့တေဂဏီမှာအာယုန်တစ်ခုခုကြောင့်အပင်ငရဲကြလောက်တဲ့အကုသိုလ်လည်းမရှိလို့တစ်ခုဆွဲလန်းပြီးတော့အိမ်နီးပါးမှာတစေပြိတ္တာဖြစ်နေပြီဒါလည်းဘဝပဲအဲ့ဒီတစေပြိတ္တာဖြစ်နေပြီဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်ဝေရတယ်ဒါလည်းသူကဘဝတစ်ခုကရပြီးသွားတယ်ပြိတ္တာမဖြစ်အောင်သိပြီးတဲ့နောက်မှာတားလို့မရဘူးလို့သူတို့ဆိုလို့တယ်ဘဝတစ်ခုကရပြီးသားဖြစ်သွားတယ်ရပြီးသားဘဝကိုကဲတင်မဲ့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေခြင်းသူကိုယ်တိုင်ကသာရုခေါ်ခြင်းဆိုတာနဲ့ဝါမျက်ဝန္တာသာရုခေါ်လို့သူယင်ထဲမှာကုသိုလ်စိတ်ဖြစ်သွားပြီဆိုမှအဲ့ဒီကုသိုလ်အမှကဲ့တင်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်ဒီဟိုဘဝနဲ့ဒီဘဝဆိုတာဟာမသိခင်ကကြွတင်ပြီးတော့ယဉ်နှမြုံနှံမှုဟာအဓိကကြတယ်လို့ဒါအရေးကြီးဆုံးပဲเนาะတရဏဂုံသီလဆောက်တည်လိုက်တာလဲယဉ်နှမြုံနှံမှုတစ်ခုပဲအဲ့လိုကိုယ့်ဘဝမှာနေ့စဉ်နဲ့အမျှဘုရားရှိခိုးတရဏဂုံဆောက်တည်ခြင်းငါးပါးသီလခံယူခြင်းဘုရားပန်းရေးချမ်းစီမီပန်းလှူဒန်းခြင်းဆိုတဲ့နေ့စဉ်ကိုတတ်နိုင်တဲ့ကုသိုလ်မျိုးတွေကိုလုပ်နေခြင်းဟာလည်းပဲနောက်ဘဝအတွက်တန်မိုးရှိတဲ့ရွှေတွေငွေတွေကိုမြုပ်နှံနေတာနဲ့အလားတရံတူတယ်လို့ဒီလိုပဲမှာနော်။နောင်အတွက်မြုပ်နှံနေခြင်းပဲ။အဲ့ဒါလို့မြုပ်နှံထားပြီဆိုတဲ့အခါမှာပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနံလို့ကုသကောင်းမှုဆိုတာနောင်ဘဝရောက်ရင်အားကိုးရဆုံးဖြစ်တယ်။သိမ့်ထားတဲ့ပစ္စည်းဥစ္စာသည်အသုံးလို့တဲ့အခါမှာအသုံးဝင်တယ်လို့ပဲမြုပ်နှံသိမ့်စီထားတဲ့ပစ္စည်းဥစ္စာသည်အသုံးဝင်တယ်လို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ကုသကောင်းမှုသည်နောင်ဘဝအတွက်များစွာအသုံးဝင်တယ်အဲ့တော့ဘာပဲလှုပ်လို့တို့တွေကယဉ်နှမြုံနှံမှုလုံးနေတယ်လို့ကုသိုလ်လုပ်တိုင်းလုပ်တိုင်းဒီလိုသတိထားဖို့လိုတယ်ပေါ့အကုသိုလ်လုပ်ရင်တော့မကောင်းတာတွေစုဆောင်းနေသည့်အတွက်ကြောင့်ပေးဆိုင်ရမယ့်ဆင်းရဲဒုက္ခတွေကလာမှသိချတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ရဲ့ယဉ်နဲ့နှလုံးထဲမှာကုသိုလ်ကောင်းမှုတွေပြုဖို့လိုအပ်တယ်တဲ့
ခုနကပြင်မရွှေငွေတွေကိုမြုပ်နှံထားတာတို့ယဉ်နေတာတို့ဟာတေကြလားဆိုမတေကြဘူးတဲ့ပျက်စီးသွားနိုင်တယ်အခုလိုကုသိုလ်လုပ်ပြီးတော့ဒီကနေ့တရဏဂုံတန်တိလဆောက်တည်လိုက်တယ်ဒါနကောင်းမှုလုပ်လိုက်တယ်အဲ့ဒီကုသိုလ်ဟာကိုယ့်ရဲ့နဲ့ရောက်သွားကြတဲ့ကမပြောက်တော့ဘူးတေချသွားပြီခိုးယူမဲ့လူလည်းမရှိဘူးနော်တေတဲ့အခါထားရမယ့်ဟာလည်းမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကပဟာယကမဏီယေတုဧတံအာဒါယခိစ္စတိကျန်တာတွေကတော့ထားကြရမှာရွှေငွေပစ္စည်းဥစ္စာကိုပိုင်တဲ့အဆောက်အုံစသည်အလုံးဟာထားခဲ့ကြရတယ်သို့တော့ကိုနဲ့အတူယူသွားလို့ရတာတော့ကိုလုံးတဲ့ကံတရားသာလင်ဖြစ်တယ်ဆိုတာကိုအလေးနဲ့ထားပြီးတော့မှတ်သားဖို့လိုအပ်တယ်အဲ့ဒါတော့ကိုနဲ့ပါသွားမှာဘာကြောင့်ကိုနဲ့ပါတော့ဆိုရင်ကိုရင်ထဲမှာဖြစ်တဲ့အရာဖြစ်လို့ကိုနဲ့ပဲသစ္စာအေးမသေးခင်မှာကောင်းတဲ့ပုံရိပ်တွေများများထင်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ဆိုတာတတိချအောင်အဲ့တော့ဘဝတစ်ခုရလာတဲ့အခါမှာကျွေးပေးခြင်းကျွေးဆက်ခြင်းရှုံးမြုပ်ခြင်းဆိုတဲ့အလုပ်တွေကိုအမှတ်တမဲ့မနေပဲလုပ်ဖို့လိုအပ်တယ်ကိုမှအထူးသဖြင့်ကျွေးသည့်ပေးခြင်းဘဝမှာလူတွေဟာမလွဲမသွေကျွေးသည့်ချရတာရှိတယ်ကျွေးဟောင်းဆရတာရှိတယ်ကျွေးသည့်ချတာဆိုတာဘာလို့တာတော့ဆိုရင်မိသားစုအိမ်အောင်ပြုတဲ့အခါမှာမိသားစုဘဝကိုယ့်ကိုမိပြုပြီးတော့ရောက်လာတဲ့သားငယ်သမီးငယ်လေးတွေကိုကျွေးမွေးစောင့်ရှောက်ခြင်းသည်ကျွေးသည့်ပေးထားတာနဲ့တူတူပဲအဲ့တော့သူတို့ကတော့ကျွေးတင်သွားတဲ့ပုဂ္ဂိုလ်တွေပေါ့ကိုကသူတို့ကိုကျွေးပေးထားလိုက်တယ်သူတို့ကကိုယ်အသက်ရွယ်ကြီးလာတဲ့အခါကိုယ်တုံးပြန်ပြီးတော့ကျေးဇူးဆက်အမှဖြစ်တယ်ပေါ့ကိုမိဘတွေဘဝတစ်ခုရလာလို့ရှိရင်မိဘမရှိဘဲနဲ့ဘဝရနိုင်တာမဟုတ်ဘူးလူဘဝဒါကြောင့်မို့လို့မိဘတွေရဲ့ကျေးဇူးကိုကြည့်ပြီးတော့တုံ့ပြန်ပေးဆက်ခြင်းကြတော့ကျွေးဆက်တယ်လို့ခေါ်တယ်ဒါကတန်မြာစီးပွားမှာလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုပဲကျွေးဆက်တယ်ဆိုတော့မိဘရဲ့ကျေးဇူးတရားကိုဘယ်လိုမှတ်သားကြမလဲမိဘကတို့ပေါ်မှာဘလို့ကျေးဇူးရှိတာလဲကိုဟာလူဘဝရောက်လာတဲ့အခါမိဘကကိုယ့်ပေါ်မှာကျေးဇူးပြုတာအချင်းချုပ်ပြောစမ်းမှာဆိုရင်ပြောတတ်ဖို့တတိထားမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါဒကပောဒကဣမတ္တလောကတ္တဓတ္တိတာရောမိဘတွေကကိုယ့်ပေါ်မှာကျေးဇူးပြုတယ်ဆိုတာတဲ့အာပါဒကကိုယ်ဆောင်းလျှောက်တယ်ဟုတ်တယ်ကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ပေါ်မှာဆောင်းလျှောက်လာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ငါစပြီးတော့ဆောင်းလျှောက်လာခဲ့အဲ့လိုဆောင်းလျှောက်လာတယ်ပောဒကကိုယ်ကျွေးမွေးခဲ့တယ်ဣမတ္တလောကတ္တဓတ္တိတာရောဒီလောကကြီးပြတ်တယ်လှခွင့်ပြုတယ်ဒီကျေးဇူးသုံးခုအကယ်၍မိဘကလှခွင့်မပြုဘူးဆိုရင်လူဖြစ်ကုန်မဖြစ်ဘူးဒီကနေ့ခေတ်ကြတော့မလာဖို့တားနေကြတာတွေရှိတယ်လေနော်မိဘကအလားမခံတာတွေရှိတယ်ဆိုတာတတိထားကြည့်လူဖြစ်ဖို့ဘလောက်ခက်လဲဆိုတာစဉ်းစားကြည့်ကိုကတားတဲ့မိဘစီရောက်သွားရင်ကိုအတားခံမှာပဲလူဘဝရောက်မှာမဟုတ်အတားခံရလို့ကြော်ပြီးတော့ရောက်လာလို့ရှိရင်တော့အမိုက်ပုံးနဲ့ရောက်သွားတာတွေတောင်ရှိသေးနော်ဒါကြောင့်မို့မိဘရဲ့ခြေစွတရားကိုဟာလူဘဝကိုအောင်မြင်မြင်ရောက်ရှိလာခဲ့ခြင်းဟာအမှန်တမ်းခြေစွကြည့်တယ်လို့စိတ်ထဲမှာမှတ်သားထားပါကဲပြီးအတားခံလိုက်ရရင်ကိုဟာလူဖြစ်ဖို့မရှိတော့
အဲ့တော့လူဖြစ်လာတဲ့ဆိုကြတဲ့မိဘရဲ့ခြေဆုတရားကိုမမေ့ရမှာဖြစ်တယ်ပေါ့ခြေဆုဆိုတာတုံ့ပြန်ပေးဆပ်ရတဲ့အရာကျွေးတင်တာလို့ပဲတုံ့ပြန်ပြီးတော့ပေးဆပ်မယ်မိမိကိုယ်တိုင်ရှာဖွေလာတဲ့ပစ္စည်းတွေနဲ့မိဘကိုကျွေးရမယ်မွေးရမယ်စောင့်ရှောက်ရမယ်ကိုယ်အနေနဲ့တာဝန်ယူရမယ်ဆိုအဲ့ဒီမိဘကိုကျွေးမွေးစောင့်ရှောက်တာဝန်ယူခြင်းကိုမြတ်စွာဘုရားကတန်မိုးထားလို့မင်္ဂလာကုသိုလ်တစ်ပါးဖြစ်နေဟောခဲ့တာဖြစ်တယ်ပညာရှိတွေသူတော်ကောင်းတွေလက်ခံပြီးတော့ကျင့်သုံးခဲ့တဲ့ကုသိုလ်ကောင်းမှုအနေနဲ့လည်းမြတ်စွာဘုရားဟောတယ်တရားမင်းကြီးတို့စိုးစံတဲ့တာဝရိန္ဒနတ်ပြည်ကနတ်တွေကလည်းပဲမိဘကိုပြုစုတဲ့ပုဂ္ဂိုလ်သူတော်ကောင်းလို့သတ်မှတ်တယ်အဲ့တော့မိဘကိုပြုစုတဲ့လူကိုသူတော်ကောင်းလို့သတ်မှတ်ရင်မိဘကိုမပြုစုဘူးဆိုရင်သူယုံမှလို့သတ်မှတ်တယ်ဆိုအဓိပ္ပာယ်ရဒါကြောင့်မို့ကိုကမိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးဆောင်ရှောက်ပြီးဆိုရင်စိတ်ထဲမှာတို့ဟာကျွေးပေးဆက်နေရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမှတ်သားထားဖို့တုံ့ပြန်ပြီးတော့ကျွေးဆက်ခြင်းပဲအကယ်၍မဆက်ဘူးဆိုလို့ရှိရင်ကိုဟာကျွေးတင်တဲ့ဘဝမှာနေသွားတယ်တောင်းမကြေတဲ့ဘဝရောက်သွားနိုင်အဲ့တော့ကျွေးပေးဆက်ခြင်းဟာလောကမှာသူများစီကချိန်မေးပြီးမပေးတဲ့လူဟာလူကောင်းမဟုတ်ဘူး။နောက်လည်းသူများစီကခြေလို့ရမှာမဟုတ်ဘူး။သူများရဲ့ကြွေးတွေကိုပြန်ပြီးပေးဆက်တဲ့လူမှရှိုးသားသူလူတော်လူကောင်းဖြစ်သတ်မှတ်ကြတယ်။အဲ့ဒါလိုပဲမိဘကိုပြန်ပြီးတော့ကြွေးဆက်တဲ့အနေနဲ့ပြုစုတဲ့ပုဂ္ဂိုလ်မှလူတော်လူကောင်းလို့သတ်မှတ်မှာဖြစ်တယ်။မိဘကိုပြန်တုံ့ပြန်ပြီးတော့ကျေးဇူးမဆက်ဘူးဆိုရင်ဒီလူဟာလူကောင်းမဟုတ်တော့ဘူး။ဒါကြောင့်မို့ကြွေးဆက်ခြင်းဆိုတာလောက်ရမှာဖြစ်တယ်။ဘဝမှာကိုယ့်ရဲ့ရှင်သွေးသားသမီးတွေကိုပြုစုဆောက်ရှောက်ခြင်းဆိုတာလေလောက်ရမယ်လောက်တစ်ခုပဲ။ကိုယ်ဆောက်ရှောက်လာခဲ့တဲ့မိဘတွေကိုတုံ့ပြန်ပြီးတော့ဆောင်းလျှောက်ခြင်းဆိုတာလေလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်တစ်မျိုးပဲကိုသားသမီးကိုကိုကျွေးတာဟာကုသိုလ်မရဘူးလို့ဒီလိုဆိုတာမဟုတ်ဘူးကုသိုလ်ရတယ်ကိုသားသမီးကိုကိုကျွေးမွေးဆောင်းလျှောက်ခြင်းကကိုကချွေးသေးချတဲ့အနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့လုပ်ငန်းကုသိုလ်လုပ်ငန်းတစ်ခုပဲကိုမိဘကိုပြန်လီပြီးတော့ဆောင်းလျှောက်ခြင်းကလည်းပဲလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲထိတဲ့အပြင်ဒါနကောင်းမှုသီလကောင်းမှုမိဘခြေဆုနဲ့မဆိုင်မဲနဲ့ကိုယ့်ရင်ထဲကတရားတရားစေတနာစွမ်းအားတွေနဲ့ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဆိုအဲ့ဒါတွေကြတော့ရွှေအိုးမြုပ်နှံတယ်လို့တန်တရားခရီးမှလည်းပဲအရေးတကြီးကတော့ကုသိုလ်ကောင်းမှုမပြုဘဲနေမရနိုင်ဘူးကုသိုလ်ကောင်းမှုပြုအောင်မှာဖြစ်တယ်ဆိုတာကိုမသာဖို့လိုအပ်တယ်ဒီအဓိပ္ပာယ်တွေကမြတ်စွာဘုရားဟောကြားတဲ့ဇာတကအဒေသနာမှာလူတွေရဲ့ယင်ထဲမှာဆွဲသွားအောင်ဇလံလေးတစ်ပုဒ်နဲ့မြတ်စွာဘုရားဟောခဲ့တာသင်္ကန်းစာပေးခဲ့တာကျွေးသစ်ပေးခြင်းဒါသာသမီတွေကိုဆောင်းလျှောက်တာကျွေးဟောင်းပေးဆက်ခြင်းမိဘကိုကျေးဇူးဆက်တာရွှေအိုးမြုပ်ခြင်းကုသိုလ်ကောင်းမှုလုပ်တာအဲ့ဒါတန်တရားစီးပွားကုသိုလ်ကောင်းမှုများလို့ဆိုတာဒီသုံးခုကိုပြောတာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့950ဇတ်တော်ထဲမှာတာလိကေဒါရဇတ်ဆိုတာရှိတယ်လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဇတ်ကိုဟောခဲ့တာဖြစ်တယ်ပေါ့ဇလန်းလေးကိုအချင်းချင်းပြောရမယ်ဆိုရင်မဂရတိုင်းမှာမဂရမြို့တော်ရဲ့အရှိမြောက်ထဲမှာသာလိဒိယဆိုတဲ့
ပုံနာရွာကြီးတရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလယ်ပိုင်းရှင်တထေးကြီးရှိတယ်လယ်ပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်သူကိုယ်တိုင်လှုပ်တဲ့လယ်ကလည်းမနေဘူးသူများကိုအငှားချထားတဲ့လယ်တွေလည်းရှိတယ်အဲ့ဒီလယ်ရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီနေထားမှာသူဟာလယ်စပါးတွေကိုစိုက်ပျိုးလယ်ယာတွေကိုပြိုးထောင်စိုက်ပျိုးပြီးတော့စပါးတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့အခါဘာလို့လဲဆိုရင်လက်ပံပင်တော်ကချင်းငှက်တွေဟာသူ့လက်တွေကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စပါးကင်းကစပါးတွေကိုစားကြတယ်အကောင်ကြီးအလွန်များတဲ့ချင်းငှက်တွေအုပ်လိုက်ကြီးကြလာပြီးတော့စားတာ6လို့မနိုင်လောက်အောင်ရှိတယ်ပေါ့6လို့မနိုင်ဘူးချင်းငှက်တွေကအလွန်ရဲတယ်ဟိုနာ6ဒီနာကြအဲ့ဒီလိုလေဆောင်ကချင်းငှက်တွေကိုမောင်းထုတ်တော့လဲမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထဲမဲ့ဒေါင်းလောက်ကြီးတဲ့ချင်းငှက်ကြီးတစ်ကောင်ပါတယ်အဲ့ဒီကောင်ကြီးကဆိုရင်သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံတွေကိုခြီးပြီးတော့သွားတယ်စားလို့တင်အားမရဘူးတည်သွားတယ်တချို့လဲလှုပ်တတ်တယ်အဲ့ဒါမျိုးအလူမန္တထမင်းကျွေးကိုလာပြီးတဲ့အခါကျဂျိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူတယ်ပေါ့နော်ဒီမှာလဲစားတယ်ပြီးတော့ဂျိုင်းလဲဆွဲသွားတယ်ပေါ့အဲ့ဒီကြီးကြီးကလည်းပဲဂျိုင်းဆွဲသွားတဲ့သဘောပဲသူလဲဝါအောင်စားတဲ့စပယ်နှံတွေကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားတယ်လေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ကိုရောချေးတောင်းမှကြောက်တော့လေပိုင်းတထေးကြီးစီသွားပြီးတော့ဒီအကျိုးကြောင့်တွေကိုပြောတယ်သူကျင်းငှက်တွေကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီမဲ့ထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူးပြန်ကြတော့လဲဆိုဝါပင်နေစပယ်နှံတွေကိုချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လေပဲရှင်ပုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လေပဲရှင်ပုံနာကြီးကသူ့ကိုပြောတော့မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါတယ်ဒါဖြင့်လောကွာကြော်ကွင်းအဲ့ဒီကျင်းခက်တွေကြလာတဲ့နေရာမှာမင်းကြော်ကွင်းတွေထောင်တာအဓိကကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ကျင်းခက်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခိုင်းလိုက်ကြော်ကွင်းလှုပ်တဲ့အခါနွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့အောင်ခိုင်မာတဲ့ကြော်ကွင်းတွေလှုပ်ခိုင်းတာလေကွင်းထဲမှာထည့်ထားတယ်နောက်ရက်ကြတော့ကြီးငှက်တွေပြန်တန်းချလာပြီးတော့စပယ်နှံတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာဆင်းချင်းသူ့ခြေတော့ကြော်ကွင်းကဆွတ်မိသွားတယ်အဲ့ကောင်ကြီးကြော်ကွင်းမိသွားသို့တော့သူကကျင်းငှက်ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငှက်တွေခုချိန်သူអွန်လိုင်းလို့ရှိရင်အစာမစားရမှဆိုလို့အသာလေးသူ့ခြေတော့ချိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအော်ဘူးနောက်ဆုံးခြေတွေကစပယ်နှံတွေဝါအောင်စားလို့အားရကြပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းမိပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာကြံတဲ့ကျင်းငယ်တွေအကုန်ပြန်ကုန်ကြဒီကောင်မှမရှိတော့သူတို့ကောင်လည်းပဲကြံအဲ့ဒီအချိန်မှာလေဆောင်ယောက်ျားလာပြီးတော့ဖမ်းပြီးတော့အိမ်ခေါ်သွားရ
ဘုံသားကြီးစီရောက်တဲ့အခါလေပိုင်းရှင်ဘုံသားကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလည်းကြီးတော့ခြေနက်ဒါကြီးချိပြီးတော့ကြာကြာနာနာခြေတော့မှကြော့ကွင်းကြီးနဲ့ပွန်ပဲ့နေလေဆေးတွေပါလေလိမ့်ပြီးပြီဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစပယ်နန်နေစားရုံနဲ့မကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နန်စားရုံနဲ့မကဘူးနှုတ်သီးနဲ့စပယ်နန်နေအများကြီးချိသွားတယ်လို့ပြောတယ်အဲ့တော့မင်းဟာခိုးတော်ဆောက်ထားဖို့စဘာတွေကိုတည်ပြီးတော့အယောင်းဝယ်လောက်ထားလားသို့မဟုတ်ခိုးတော်ဆောက်ထားတာရှိလို့လားလို့ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ကျင်းခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးတွေကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားတော်တော်ထူးဆန်းသွားသူဘာလို့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လည်းဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်နေတဲ့ကတချို့ကိုကျွေးသည့်ချရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရင်းနှီးမြုပ်နှံတာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူပြောတယ်လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတခုကကျွေးဆက်တာကြံတဲ့ပိုရှင်တဲ့ဟာကြတော့ရွှေအိုးမြုပ်တာပါသိမ့်ထားတာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်းရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငှက်တကောင်ကကျွေးသစ်ပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်းတယ်ရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းတယ်ဒါကြောင့်မို့ဘလို့ကျွေးသစ်ပေးပြီးဘလို့ကျွေးဟောင်းဆက်တာလဲနော်ဘယ်လိုရွှေအိုးများမြုပ်ပါတယ်လဲလို့ဆိုတာကိုတေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီချင်းငယ်ချင်းကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြတယ်သူကျွေးသည့်ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာတပက္ခတရုဏပုဒ္ဒကမရှကောတိယတေမံပတ္တပရိတံဒီတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူ့မှာသားငယ်သမီးငယ်လေးတွေရှိသေးတယ်တဲ့အတောင်မပေါက်ကြသေးဘူးနော်သူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချင်းငှက်ကလေးတွေဟာအတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်တိုင်းမှာပဲဒီတိုင်းပဲရှိသေးကြသေးတယ်အဲ့ဒီချင်းငှက်တော်အငယ်လေးတွေစားဖို့အတွက်သူကရိုးရိုးသူတို့စားဖို့ယူသွားတယ်လို့မပြောဘဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအသစ်ချတယ်လို့ပြောတာပါဟောသူကျွေးရမယ်သူ့ရဲ့သားငယ်သမီးငယ်တွေကိုသူကျွေးတာအဲ့ဒါကိုကျွေးသစ်ချတယ်လို့သူကပြောလိုက်တယ်ပုံနာကြီးကသဘောကျတယ်ဒါဖြင့်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆိုမာတာပိတသမေဝုဒ္ဓစိဏကာကတရွတ်ပနာတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆွမ်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မန်တွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖ
သူ့ကိုမွေးခဲ့တဲ့မိအိုဖာကိုကျင့်ငှက်ကြီးတွေဟာအတောင်ပံတွေကကျွတ်ကုန်လို့ကောင်းကင်ကိုမပြန်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ်အစာရည်စာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ခြေဆုတရားကိုပြန်ဆက်တဲ့အနေနဲ့ကြွေးဟောင်းဆက်ခြင်းဖြစ်ပါတယ်အလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်စားလေးတွေကျွေးနေတာတွေ့ပါလိမ့်မယ်နော်ငှက်ကလေးတွေခွန့်ပြီးတော့ကျွေးနေကြတယ်အဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကျွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုရည်ရွယ်ပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်